ရန်ကုန်မြို့တွင်ပမာပဲနေနေတင်းနေထိုင်ရမြို့နယ်နေနီးစပ်သူများလှုပ်ရှားထားလို့ရနေပြီနော်ခေါ်ယူထားရလေးတွေကတော့ဂျူနီယာကောက်တဲ့ position လေးကိုတော့မတီတန်ခေါ်ယူထားဖြစ်ပြီးတော့လစာ9သိန်းခွဲနဲ့ကြောက်ရမြို့နယ်မှာရှိတဲ့ distribution company တင်ကန်းကျွန်းမြို့နယ်မှာရှိတဲ့ concession material shop ရှေ့ပြည်သာမြို့နယ်မှာရှိတဲ့ manufacturing company တိုင်တာမြို့နယ်မှာရှိတဲ့ distribution company ရန်ကင်းမြို့နယ်မှာရှိတဲ့အလှပရေးရာစီကံတို့ကနေခေါ်ယူထားဖြစ်ပါရဲ့ရှင်ကရှာ position လေးကိုလည်းမတီတန်ခေါ်ယူထားဖြစ်ပြီးတော့လစာ4သိန်းခွဲနဲ့ခေါ်ယူထားပါသေးရဲ့ရှင်ခေါ်ယူထားတဲ့မြို့နယ်လေးကတော့တင်ကန်းကျွန်းမြို့နယ်မှာရှိတဲ့ concession material shop တောင်ကလာပါမြို့နယ်နဲ့ဆန်းလန်းမြို့နယ်မှာရှိတဲ့ bakery shop ကြီးကနေလည်းနေသားချင်းခေါ်ယူထားပါသေးရဲ့ရှင်စီနီယာကောက်တဲ့ position လေးကိုတော့မတီတန်ခေါ်ယူထားဖြစ်ပြီးတော့မင်္ဂလာတောင်ကျွန်းမြို့နယ်နဲ့ကြောက်တရားမြို့နယ်မှာရှိတဲ့ distribution company တို့ကနေခေါ်ယူထားဖြစ်ပြီးတော့တောင်ကလာပါမြို့နယ်မှာရှိတဲ့ construction company တို့ကနေလည်းခေါ်ယူထားဖြစ်ပါရဲ့ရှင်ကွန်ပျူတာစင်းငိုင် position လေးကိုတော့တောင်ကလာပါမြို့နယ်မှာရှိတဲ့ electronic company ကနေခေါ်ယူထားဖြစ်ပါရဲ့ရှင်အခု CB ဖောင်တင်ချက်ချင်းလောက်တန်းရမှာမို့လို့ဆော်လိုကြောရဲ့ Viber နံပါတ်ဖြစ်တဲ့39989880နဲ့ဆော်လိုကြော agency@gmail.com တို့လည်း C ဖောင်နေခမဲ့ပေးပို့ပြီးတော့စောက်ထားလို့ရပါရဲ့ရှင်